ငါတခါတလေလေးမအားလို့နှင်းလေးချက်ခိုင်းပါလေပေါ့ရှုပ်နေတာပဲအဆက်ဟက်ကိုမတည့်ငါချက်သူစိတ်တိုင်းကိုမကြပါဘူးအေးငါပဲထားလို့လိုက်ချင်တော့တယ် အမေကလည်းသူလည်းမေပြောတဲ့အတိုင်းချက်တာပဲမေပဲအငံလျှော့စားဆို တော်ငါဒီနေ့နဲ့ဆက်စားချင်တော့ငါစားနေကြဆိုင်ရလက်ဖက်တော့ပဲသွားဝယ်ပြီးတော့အဲ့ဆိုင်ပဲဝယ်ကတော့အဲ့ဆိုင်မှမဟုတ်ရင်ငါမစားတယ်ဘူး ဟောမေကလည်းဒါနဲ့ပဲအဆင်ပြေအောင်စားလိုက်ပါမေရအောင်မေပြောဆန်အိုးကြီးပဲ ကိုလည်းမေးစားချင်တယ်အောင်တောက်ဝယ်ပေးအောင် ဟာမေအဲ့ဆိုလည်းမေကဒီနေ့ဆိုင်ကိုဝယ်လိုက်တော့ အဲ့ဒီဆိုင်ရဟာပဲငါစားလိုက်တာတခြားဆိုင်ရဟာရှောက်ဝယ်မလာနဲ့တော့ရတာငါအကုန်သိတယ် ဟာ ကိုမေးတိသွားရင်စုခန့်ရအောင်မယ်နော်ငါကြောက်တယ် မသိတော့ပါဘူးသူပြောတဲ့ဆိုင်ဝယ်လို့ပဲပြောလိုက်မယ်လားဘာမှမဖြစ်ဘူး ဟဲ့ဒါငါတို့ပဲဆိုင်ရဝယ်လာတယ် ဟောအမေပြောတဲ့ဆိုင်ရပဲလေ ဒီအဲ့အကြောင်းကောင်းနေတာဒီဆိုင်ရကောင်းကိုကောင်းတာပါအေး ကိုမေးလည်းစားဖို့ခေါ်လာအောင် ဟာမေဒါလေးစားတာမဟုတ်ရေပြီးပြောခံနေအောင်ပဲ မခေါ်ရင်လည်းပြောနေမှာပြောတယ် မေမာလာရှန်ကလာစားပါလား နင်တို့လေအေးငါ့ကိုတက်တော်အောင်လုပ်နေကြတာအိမ်မှာလည်းဟင်းတွေချက်ထားတဲ့ဟာကိုလကားနေရှောက်ဖြုံးနေကြတာပတ်စံလေးပါလေစုမယ်လို့မရှိဘူးငါချက်ထားတာပဲစားတော့မယ်ဟေးနင်တို့ကနေလို့စားကြတော့ ကိုမနေ့ကကြာမနေ့စာကိုလေဒီ Good Morning Chewy Cloud ပါမုံလေးစားချင်တာအဲ့ဒါ ဖြစ်စီရမယ်ဘာဖြစ်နေကြလဲစောင်းစားရှိတာမစားဘူးကြောင်းနဲ့ဖြစ်မှာပေါ့ညကြဆောစောမှမအိတ်ကြတာဘူးကြောင်းလို့ဖြစ်ဘူး မေဒီ Good Morning ရဲ့ Chewy Club ပေါင်ကိုစားကြည့်ပါလားဟောအရင်ကောင်းတော့မေကနုညံ့နေတာပဲနော် ငါမနဲ့စားဘူးဒါမျိုးတွေဘယ်တော့မှစားတတ်လို့လဲ မေလည်းစားကြည့်ပါဆိုမှ မစားဘူးစား စားကြည့်ပါဆိုဟောရော တော့ပါ မေတားပြောပါလေကောင်းတယ်မလား အဲ့တော့လည်းမဟုတ်ပါဘူးဟဲ့ငါသမင်းကြော်မှာကောင်းသေးတယ် ဟာမေပြောတော့မကြိုက်ဘူးဆို